အသက်17နှစ်အရွယ်မှာပဲဖခင်ဖြစ်သူကွယ်လွန်သွားခဲ့ပြီးတော့ဘဝကိုအောက်ခြေကနေခါခါသီးသီးတိုက်ပွဲဝင်ခဲ့ရတဲ့ကလေးငယ်တယောက်အခုချိန်မှာတော့ကမ္ဘာရုပ်ရှင်လောကရဲ့ထိပ်ဆုံးဆုတွေကိုစွတ်ခူးပြီးတော့အာရှသားတွေအတွက်တမိုင်းသစ်ရေးထိုးပေးနိုင်ခဲ့ပါပြီအသက်အရွယ်ဆိုတာဂိမ်းကနန်းတစ်ခုတာဖြစ်ကြောင်းတက်တည်ပြခဲ့ပြီးတော့အောင်မြင်မှုဆိုတာစိတ်ထဲမကျပဲစိုက်ပျိုးခဲ့တဲ့ရလက်ဖြစ်တဲ့ဆိုတာကိုပြသခဲ့တဲ့မင်းသားကြီးဟီရိုယူကီဆာနဒါရဲ့ဘဝဇာတ်ကြောင်းဟာတငယ်ချင်းတို့စိတ်သက်ခွန်အားအသစ်တွေပေးစွမ်းနိုင်မှာတည်ကြပါတယ်1960ပြည့်နှစ်အောက်တိုဘာလ9ရက်နေ့ဂျပန်နိုင်ငံတိုကျိုမြို့ရဲ့စူညံလှတဲ့ရက်ကွက်တစ်ခုမှာကမ္ဘာရုပ်ရှင်လောကကိုလှုပ်ခဲ့မဲ့ကလေးငယ်တစ်ယောက်ကိုမွေးဖွားခဲ့ပါတယ်သူ့ရဲ့နာမည်ရင်းကတော့ဟီရိုယူကီရှီမိုဆာဝါဖြစ်ပြီးတော့ကျွန်တော်တို့သိကြတဲ့ဟီရိုယူကီဆာနဒါရဲ့ဘဝအစပဲဖြစ်ပါတယ်သူရဲ့ဘဝဟာတခြားကလေးတွေလိုစောက်ကစားရင်းကုံဆုံးခဲ့တာမဟုတ်ပါဘူးအသက်4နှစ်သားအရွယ်မှာတင်အနီးနားချင်းကလေးတစ်ယောက်နဲ့အတူကစားနေရင်ရုပ်ရှင်ကုမ္ပဏီတစ်ခုရဲ့ဂိမ်းနောက်အဖွဲ့နဲ့မတော်တဆဆုံတွေ့ခဲ့ရကနေသူ့ရဲ့ကံကြမ္မာဟာစတင်ပြောင်းလဲခဲ့ပါတယ်ခံညာပြီးထက်မြန်လွန်တဲ့မျက်လုံးအစုံကြောင့်အသက်9နှစ်သားအရွယ်မှာတင်နာမည်ကြီးမိုးတဲ့အေဂျင်စီတစ်ခုမှာစာချုပ်ချုပ်ဆိုပြီးတော့ကလေးတယောက်ဆောင်အဖြစ်ကင်မရာမီးရောင်အောက်ကိုစတင်ခြေချခဲ့ပါတယ်ဒါပေမဲ့ကံကြမ္မာနဲ့ဆိုးဟာဒီကလေးငယ်ကိုတကြီးပြင်းခွင့်မပေးခဲ့ပါဘူးအသက်17နှစ်သားအရွယ်ဘဝကိုကောင်းကောင်းနားမလည်သေးတဲ့အချိန်မှာပဲသူ့ရဲ့အားအကိုရဆုံးဖြစ်တဲ့ဖခင်ဖြစ်သူဟာရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်ဖခင်ကွယ်လွန်မှုဟာငယ်ရွယ်တဲ့ဟီရိုယူကီအတွက်ကမ္ဘာပြတ်မတက်ခံစားခဲ့ရပြီးတော့ဘဝရဲ့ကြီးမားတဲ့အချိုးအကွေ့တစ်ခုဖြစ်လာခဲ့ရပါတယ်ဒီလိုဝမ်းနည်းပူဆွေးမှုတွေကြားကနေဘဝကိုအရှုံးမပေးချင်တဲ့ဟီရိုယူကီဟာသူ့ရဲ့စိတ်တရားတွေကိုခွန်အားအဖြစ်ပြောင်းလဲဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲ့နော်ဂျပန်ရဲ့ဒနာယီလာအရှင်မင်းသားကြီးဆွန်နီချီဘာတီထောင်ထားတဲ့ဂျပန်အရှင်ကလပ် JAC ကိုဝင်ရောက်ခဲ့ပါတယ်အဲ့ဒီမှာသူဟာတာမန်ကလေးတွေလိုဆော့ကစားရမယ့်အချိန်တွေကိုစတန်လေးကြီးရေးကွင်းထဲမှာပဲကုံဆုံးစေခဲ့ပါတယ်ကာရာတေဂျူဒိုဂျပန်ရိုးရာဓာတ်တိုင်းပညာကင်ဒိုတွေတာမကပဲနဲ့အနောက်ပိုင်းအကနဲ့ရင်းစည်းပညာတွေကိုပါတွေးချွေးမြည်ရည်တွေနဲ့ရင်းပြီးတော့နိမအားညမအားအပြင်းအထန်လေ့ကျင့်ခဲ့ပါတယ်ဆရာဖြစ်သူမင်းသားကြီးဆွန်နီချီဘာကသူ့ရဲ့ထူးခြားတဲ့ကြိုးစားမှုကိုမြင်တွေ့ခဲ့ရလို့သူ့ရဲ့မျိုးရိုးအမည်ရှီမိုဆာဝါကနေကဘာကြုံမဲ့ဆန္ဒရာဆိုတဲ့အနုပညာအမည်ကိုပြောင်းလဲပေးခဲ့ပြီးတော့အနုပညာလောကတွေကိုစစ်မှန်တဲ့ဂျပန်ဆာမူရိုင်းတူဖြစ်ပွဲထုတ်ပေးခဲ့ပါတော့တယ်ဂျပန်နိုင်ငံမှာအောင်မြင်မှုတွေရရှိနေပေမဲ့လည်းဆန္ဒရာရဲ့ရည်မှန်းချက်ဟာအာရှတိုက်ထဲတင်ရပ်တန့်မနေခဲ့ပါဘူးနှစ်ပေါင်းများစွာအပြင်းအထန်လေ့ကျင့်ခဲ့တဲ့တိုင်းပညာတရုတ်ဆောင်စွမ်းရည်နဲ့အတူအင်္ဂလိပ်စာကိုပါဇွဲရှိနဲ့သင်ယူခဲ့ပြီးတော့နိုင်ငံတကာစင်မြင့်စီခြေဆက်ဖို့သူပြင်ဆင်ခဲ့ပါတယ်သူရဲ့ပထမဦးဆုံးကမ္ဘာအစစ်ခြေလှမ်းကတော့ရုပ်ရှင်မဟုတ်ဘဲနဲ့ဗြိတိန်ရဲ့ဒန်နာယီလာပြဇက်အဖွဲ့ကြီးဖြစ်တဲ့ Royal Shakespeare Company ရဲ့ကင်းလီယာပြဇက်မှာဖြစ်ပါတယ်ဒီပြဇက်မှာသူဟာပထမဆုံးနဲ့တဝူရီတော်ဂျပန်လူမျိုးအဖြစ်ပါဝင်ခွင့်ရခဲ့ပြီးတော့ဘီရှာတော်ဝင်မိသားစုရဲ့ဂုဏ်ထူးဆောင် MBE ဘွဲကိုပါစုခူးနိုင်ခဲ့ပါတယ်ဒါဟာကမ္ဘာစင်မြင့်ထက်မှာနေရာရဖို့ပထမဆုံးတက်တည်ပြလိုက်ခြင်းပါပဲဒါပေမဲ့သူ့ဘဝကိုတကယ်တမ်းတစ်ကမ္ဘာလုံးသိစေခဲ့တဲ့အလှည့်အပြောင်းကတော့2003ခုနှစ်မှာရောက်ရှိလာခဲ့ပါတယ်အဲ့ဒါကတော့ကမ္ဘာကျော်မင်းသားကြီးတွန်ခရုနဲ့အတူတွဲဖက်တရုပ်ဆောင်ရတဲ့ဒလက်ဆမ်မူရိုင်းရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်ဒီဇာတ်ကားမှာဆန္ဒရာဟာစီကန်းချီပြီးတော့ကောင်းပါတယ်ဆမ်မူရိုင်းဓာတ်ဆရာကြီးဦးဂျီယိုဖြစ်ပါဝင်ခဲ့ပါတယ်ဒီရုပ်ရှင်ရိုက်ကွင်းမှာမင်းသားကြီးတွန်ခရုကိုယ်တိုင်ဆန္ဒရာရဲ့စစ်မှန်တဲ့ဆမ်မူရိုင်းစိတ်ဓာတ်နဲ့ဓာတ်တိုင်းပညာကိုအန်အော်ချီကျူးခဲ့ရပါတယ်အထူးသဖြင့်ကင်မရာရှေ့မှာတကယ်ဓာတ်အစစ်တွေနဲ့ခောက်ကြတဲ့အရှင်ကွက်တစ်ခုမှာစက်သမားတူရဲ့မောင်ရင်မှုကြောင့်ဓာတ်သွားဟာတွန်ခရုရဲ့လေဘင်းနဲ့တလက်မအကွာဝေးကိုရောက်ရှိသွားခဲ့ပါတယ်အဲ့ဒီစက္ကန့်ပိုင်းအတွင်းမှာပဲဆန္ဒရာရဲ့လျှက်စီးလိုလှင်မြန်တဲ့တုတ်ပြန်မှုကြောင့်တွန်ခရုရဲ့အသက်ဘေးကနေတီတီလေးကယ်တင်နိုင်ခဲ့တာပဲဖြစ်ပါတယ်ဒီဖြစ်ရကြောင့်ဟောလီဝုဒ်ရဲ့ထိပ်တန်းဒါရိုက်တာတွေဟာဟီရိုယူကီဆန္ဒရာဆိုတဲ့နာမည်ကိုသူတို့ရဲ့မတ်ဆုစာအုပ်ထဲမှာမှီနီသားပြီးတော့မှတ်သားထားလိုက်ရပါတော့တယ်အဲ့ဒီနောက်ပိုင်းမှာတော့ဆန္ဒရာဟာဟောလီဝုဒ်ရဲ့အစားထိုးလို့မရတဲ့အာရှအရှင်စူပါစတာတစ်ယောက်ဖြစ်လာခဲ့ပါတယ်မင်းသားကြီးကီနူရဲနဲ့အတူဂျွန်ဝစ်ချပ်တာ4မှာအမိုက်စားဓာတ်ခောက်ကွက်တွေနဲ့ပရိသတ်ကိုဖန်ဆာခဲ့တယ်လို့ကမ္ဘာကျော်ဂိမ်းရုပ်ရှင်မော်ဒယ်ခွန်ဘတ်မှာလည်းစကော်ပီယန်ဖြစ်တရုပ်ဆောင်ခဲ့ပြီးတော့ဂိမ်းချစ်သူတွေရဲ့အသေးဆွဲဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ဒါတွေကသူ့ရဲ့အမြင့်ဆုံးမှတ်တိုင်မဟုတ်သေးပါဘူးအသက်60ကျော်အရွယ်ရောက်တဲ့အခါမှာတော့သူဟာတရုပ်ဆောင်တွေမကဘဲနဲ့ထုတ်လုပ်သူအဖြစ်ပါတာဝန်ယူပြီးတော့တကမ္ဘာလုံးကိုလှုပ်ခတ်သွားစေမဲ့တမိုင်းဝင်လက်ရာတစ်ခုကိုဖန်တီးလိုက်ပါတော့တယ်အဲဒီဇာတ်ကားကတော့2024ခုနှစ်မှာထွက်ရှိခဲ့ပြီးတော့တကမ္ဘာလုံးကိုဆာမူရိုင်းယူသွမှုတွေကူးဆက်စေခဲ့တဲ့ရှိုးဂန်ဇလန်တွေကြီးပဲဖြစ်ပါတယ်ဒီဇာတ်ကားမှာသူဟာအဓိကဇာတ်ဆောင်ဖြစ်တဲ့လော့ယူရှိထိုရနာကအဖြစ်တရုတ်ဆောင်ခဲ့ရုံတွေမကဘဲနဲ့ရုပ်ရှင်ရဲ့ထုတ်လုပ်သူအဖြစ်ပါတာဝန်ယူခဲ့ရပါတယ်ဒါဟာဆန္ဒရအတွက်ဘာကြောင့်အရေးကြီးလဲဆိုရင်အရင်ကဟောလီဝုဒ်ရုပ်ရှင်တွေဟာ
ဂျပန်ယဉ်ကျေးမှုဝတ်ဆောင်တဲ့ဒလိထုံးတန်းတွေကိုမှားယွင်းစွာပုံဖော်လေးရှိလိုပါပဲဆာရတာဟာဒါကိုလုံးဝခွင့်ပြုခဲ့ပါဘူးသူကဂျပန်နိုင်ငံကနေတမိုင်းပညာရှင်တွေဝတ်ဆောင်ဒီဇိုင်နာတွေနဲ့အရှင်ဆရာတွေကိုဟောလီဝုဒ်အထိခေါ်ဆောင်လာခဲ့ပြီးတော့ကင်မရာတောက်တရုတ်ဆောင်တွေရဲ့လမ်းလျှောက်ပုံဓာတ်ကင်ပုံကအစစစ်မှန်တဲ့ဂျပန်ရိုးရာအတိုင်းဖြစ်စေဖို့နေမအားညမအားအသေးစိတ်လိုက်လံစစ်ဆေးလမ်းညွှန်ခဲ့ပါတယ်သူရဲ့စီကံကြီးမှုနဲ့စစ်မှန်တဲ့အမှုပညာအပေါ်အလေးထားမှုတွေကြောင့်ရှိုးကန်ဟာအမေရိကန်ရဲ့အမြင့်ဆုံးအမှုပညာစုဖြစ်တဲ့ Emmy Awards စုပေးပွဲမှာစုပေါင်း18ခုအထိစံချိန်တင်သိမ်းကျုံရရှိခဲ့ပြီးတော့မင်းသားကြီးဟီရိုယူကီဆန်ဒရာကိုယ်တိုင်လည်းအကောင်းဆုံးမင်းသားစုကိုစုခုကတမိုင်းတစ်ချောင်းပထမဆုံး Emmy စုရတဲ့ဂျပန်မင်းသားကြီးအဖြစ်ကမ္ဘာရုပ်ရှင်သမိုင်းမှာကပီးတင်နိုင်ခဲ့ပါတယ်အသက်9နှစ်သားကလေးဘဝကလေးကစတင်ခဲ့တဲ့ခြေလမ်းတွေဟာအသက်60ကျော်အရွယ်ရောက်တဲ့အခါမှာတော့ကမ္ဘာအမြင့်ဆုံးစင်မြင့်ထက်ကိုရောက်ရှိသွားခဲ့ပါပြီစုလက်ခံရယူချိန်မှာမင်းသားကြီးဆန်ဒရာပြောခဲ့တဲ့စကားတစ်ခုရှိပါတယ်ဒါဟာအရှိတိုင်းနဲ့အနောက်တိုင်းတွေးဆုံပြီးတော့အိမ်မက်တွေကိုအတူတူပုံဖော်ကြတဲ့သမိုင်းဝင်အခိုက်အတန့်ပါပဲရိုးခန်းကနေတစ်စစ်ကျွန်တော်တို့သမိုင်းကြောင်းကိုကမ္ဘာကလေးစားအောင်ပြသနိုင်ခဲ့ပါပြီဆိုတဲ့စကားပါပဲသူကရုပ်ရှင်တွေထဲမှာပဲဆမ်မူရိုင်းအဖြစ်တရုပ်ဆောင်ခဲ့တာမဟုတ်ပါဘူးအပြင်လောကမှာလည်းမိမိရဲ့အမှုပညာမိမိရဲ့ကံကြမ္မာနဲ့မိမိရဲ့လူမျိုးယဉ်ကျေးမှုတိတ်ခါကိုကမ္ဘာအလယ်မှာမမေ့မအောင်ကာကွယ်စောင့်ရှောက်ခဲ့တဲ့စစ်မှန်တဲ့ဆမ်မူရိုင်းကြီးတူဖြစ်ပါတယ်အသက်အရွယ်ကိုအကြောင်းပြချက်မပေးဘဲဘဝကိုအောက်ခြေကနေကမ္ဘာထိပ်ဆုံးအထိတိုက်ပွဲဝင်ခဲ့တဲ့မင်းသားကြီးဟီရိုယူကီဆန်ဒရာရဲ့ဘဝဖြတ်သန်းမှုဟာကျွန်တော်တို့အားလုံးအတွက်အတူယူစရာအကောင်းဆုံးစိတ်သက်ခွန်အားတစ်ခုပဲဖြစ်ပါတယ်။ Star of Eman Break တဲ့တော့မင်းသားကြီးဟီရိုယူကီဆန်ဒရာပါဝင်ခဲ့တဲ့ရုပ်ရှင်တွေကဘယ်ဇက်ကားကိုအကြိုက်ဆုံးလဲဆိုတာကိုကွန်မန့်မှာရေးပေးခဲ့ပါဦးနော်။အခုတော့ကဘာကျော်ကျေပွေတွေရဲ့စိတ်ဝင်စားစရာအထောက်ပံ့တွေကိုအမြဲကြည့်ရှုနိုင်ဖို့ Star of Eman ကိုလည်း Like နဲ့ Subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။